မြို့မှာခုနကရေးနေဘလို့မှားပြီးလိုက်ဘလို့မှားပြီးလိုက်လေလို့ရေးနေဖြေနော်စိတ်မတုံဒီမှာဖြေနော်ဘလို့မှားပြီးလိုက်လက်ပိုက်ခါလို့ဘလို့မှားပြီးလိုက်ဘာလို့ဖို့မှားလိုက်လဲလို့ရသွားတော့တခြားပြောပြပြသေးတာပြောဒီနေ့မြတ်သွားတယ်ဆိုတာဘာကိစ္စညမညပဲပြန်လာတယ်ပြောဟမ်ဘာလို့မညပဲပြန်လာလဲလို့ရှေ့တော့နော်ရှေ့တော့နော်ပြောစိတ်မတူအောင်နေနေဒီကိုနေနေလိုက်နော်ဒီကိုနေနေလိုက်နော်နေနေနော်ဘာလို့မညလာပြောကြဲပြောမြို့မုံစားကိုသပင်းရင်ညက်လေသပင်းညက်ပြီးနေမုံစားနေကြနေမသိကဘာကိစ္စနေပြစ်လာတာလမ်းမှာဟမ်အခုရရှေ့ငါရှေ့တော့နော်အများကြီးဟမ်လက်ပိုက်ထားလို့ရှေ့တော့ရှေ့တော့ခုနနေမြို့ရိုင်းမထုတ်ဘူးဒီမှာတော့ထားလိုက်မြို့ရိုင်းကိုဒုတ်ကောက်လာဒုတ်ကိုဘာလုပ်လိုက်လဲလို့ကြဲပြောဘာလို့ချိုးရလဲဘာဖြစ်လို့ချိုးရလဲလို့ငါမေးနေတယ်တို့ကတမျိုးဘာဖြစ်လို့ချိုးရလဲလက်ပိုက်ထားဟမ်ဘာဖြစ်လို့ချိုးရလဲဟုတ်တယ်မဒီအသားနာကျင်လို့မျိုးလုံးနေတာမဟုတ်ဘူးဆိုငါစပင်သွားညက်စင်ညက်လေဘာကတည်းကညက်ပြီးရစ်တယ်ဒီလိုပါဟမ်ဘာဖြစ်လဲစပင်မညက်ဘူးမုံပဲစားမှာဟာလားနေမပါမလို့ငါဆိုအဲ့နာမှာညို့ကျုံးပြီညို့ကအတကောင်ကျုံးပါနော်ရှေ့တို့နောက်ခါနေငါအဲ့လိုချိုးရလုံးပါလားဟမ် ဘူးဘာမှမလုပ်ဘူး လက်ကိုပဲရှေ့တို့ငါရှေ့တို့ကိုဖဲ့ဘုံနဲ့နေပြုံငါလုံးမှာလိုက်မှာဘုံနဲ့လဲလို့နေရဆွဲနေရိုက်ခံမှာလားထိုင်ထားလို့ပါလားပြောရိုက်ခံမှာလားထိုင်ထားလုံးလားပြောနေရက်ကိုဆွဲပြီးတော့ဘာလုပ်လဲဒါရှေ့တို့အဲ့ရှေ့တို့နေရက်ကိုဆွဲလားနေရက်ကိုဆွဲအဲ့လိုဆွဲဟာမရှိနဲ့တော့ဟာလို့ဒါတော့ဝင်ခိုင်းနေတော့တော့အဲ့ဒါတည်းကရိုက်မှာဘာမှဘောတော့ဘာလို့စကားပြောကြည့်ပြောမကြားရဘူးခံထားလို့ပြောနောက်ကမိုးတော့ပါဘူးကြည့်ပြောအဲ့ဒါကြည့်မားကလို့အောက်ရအောင်ပါလိုက်တို့